လူတွေဟာအတိတ်ကနာကျင်မှုတွေကိုသင်ခန်းစာဆိုတဲ့ခေါင်းစဉ်အောက်မှာတင်ထားရင်းနဲ့ကိုပြန်နှိမ့်ဆက်နေတတ်ကြပါတယ်။နီးရှယ်ကမင်းရဲ့မှတ်ဉာဏ်ဟာအစွမ်းထက်တဲ့လက်နက်တစ်ခုနဲ့တူပြီးအဲ့ဒါကိုဘလို့အသုံးချရမလဲဆိုတာမသိမချင်းအဲ့ဒီလက်နက်ကမင်းကိုတဖြည်းဖြည်းပြန်ဖျက်ဆီးလိမ့်မယ်လို့ဆိုခဲ့ပါတယ်။ငါတို့ရဲ့ခေါင်းထဲမှာမှတ်ဉာဏ်ဒီအများကြီးရှိနေတာပါ။တချို့ကตายရတယ်။တချို့ကတော့ကိုပြန်နှိမ့်ဆက်နေတဲ့အစိတ်အတောက်တွေဖြစ်နေတတ်ပါတယ်။မှတ်ဉာဏ်ဆိုတာပြားတိုက်တစ်ခုလိုအရာအလုံးကိုသိသိပြတာထားဖို့မဟုတ်ပါဘူး။မှတ်အတရတွေကိုအရင်းအမြစ်တစ်ခုလိုသဘောထားပြီးကိုယ့်အတွက်အသုံးဝင်တာကိုပဲထုတ်ယူပြီးကြံတာတွေကိုအမောင်ထဲမှာထားရခဲ့ရမှာပါ။ကိုအင်းအားဖြစ်စေမဲ့အရာတွေကိုပဲအတိတ်ကနေအတင်းအထက်မှာဆွဲယူပြီးကိုတွေးထားတဲ့စီးဆင်းစေရပါမယ်။ကိုအားနေစေတဲ့စိတ်ဆင်းရဲစေတဲ့အရာတွေကိုတော့ရည်ရွယ်ချက်ရှိနဲ့စွန့်ပစ်ဖို့လိုအပ်ပါတယ်။ကိုပိုဆိုးစေတဲ့အရာတွေကိုဘာကြောင့်အလေးခံပြီးတည်ပိုးထားမှာလဲ။